ကတော့ဆွဲပဲစိတ်ပါလားဒီနားလေးရောက်နေဒီနားလေးမရောက်ပစ္စည်းတွေနော်ဟေးလို့လှုပ်တယ်စောစောဒီလေးလှုပ်လိုက်တယ်လှုပ်တယ်မထမို့ဒီမဒီနားလှုပ်တာတော့ဒါလှုပ်ခုနကန်လိုက်တာအပြင်း မနေရနေပါလားအပြင်းလိုက်တာခုနကန်လားဒုံးဝင်နေသူဆောင်းတာကိုအဲ့ဘက်ရောက်နေတော့ညဘက်ဆိုအေးတအားကန်လို့ငါဟိုဘက်ဆောင်ဒီဘက်ဆောင်တူမကန်အောင်လို့ငါထမို့ငါချောက်တယ်လေနာမည်ပေးရတယ်နာမည်ပေးဘူးရတယ်နာမည်ပေးရတယ်ဝေးပြီးမှပေးမလို့ဆိုစိတ်တုံးလေးတဲ့80လုံးနဲ့စိတ်တုံးလေးပေးထားတယ်ဒိုင်ယာမွန်တို့ဟိုကတော့နာမည်ကတော့ဝေးပြီးမှပဲလို့နင်းနေတာလည်းပေးတော့ပြီဟုတ်တယ်ဘာနေမွေးမဲပြီးရင်တို့ဟိုတွေကဘယ်လိုပြောလဲလှုပ်တယ်ယူတီးတယ်ဆိုရင်နော်ပြီးရင်ကလေးကြမှာမကောင်းရင်နင်းနဲ့မကြိုက်လို့ဘာညာလာအောင်မယ်စစလှုပ်တယ်ဒီနားလေးရတယ်9လ10လပြည့်တော့လှုပ်တယ်မထမငါကြိုက်ရင်လှုပ်တယ်နေငါမလှုပ်ဘူးနော်စစ်နော်ဟုတ်တယ်ငါကြိုက်ရင်လှုပ်တယ်ငါတော့ကြိုက်မလို့ငါဆက်တော့ဘူးနော်ဆွဲစိတ်မဲ့လူဆိုကြောက်လို့တယ်ကြောက်လို့နေမှာဆွဲစိတ်ပဲဆိုတာအနားလေးကနေလှုပ်တယ်လို့အနားလေးလှုပ်တယ်သူလှုပ်ရင်လည်းရှီတော့နေရပဲလှုပ်မှာမ